9ရက်9နာရီ9မိနစ်9စက္ကန့်အပြီးတည်ခဲ့တဲ့ဖရားပါအဲ့ကျကတော့ပို့ချကြမသိတယ်ဘူးလေညနေ7နာရီအဲ့မှာဘာလုပ်လဲဆိုကလခါလေး꿰ပြီးတော့ပို့ချကျွန်တော်တို့အခုရောက်နေတဲ့နေရာကြတော့ဒီပကံခက်တုံးပါပေါ့နော်ဒီလိုမျိုးလူစိုးလူမိုက်တွေကိုကွန်မြတ်တဲ့ဂုံပေါ့နော်တချို့ကတော့ဒီအိုးထင်းဂုံလို့လည်းခေါ်ကြတယ်ဗျဒီဂုံမှာကအခုချိန်ထိဒီအိုးချမ်းပဲ့တွေကြံခဲ့တာတွေကိုမြင်တွေ့ရတယ်ဗျဒီလိုမျိုးပေါ့နော်ဒီလိုအိုးချမ်းပဲ့တွေရှိတယ်သူတို့ခက်တုံးကတော့အဲ့လိုမျိုးကွန်မြတ်တော့မယ်ဆိုအရင်အိုးတွေခွဲတယ်အိုးတွေခွဲပြီးတော့မှဒီတောင်ဆွေမှာနေခွဲတာနဲ့ကွန်မြတ်တာပေါ့နော်အခုဒီနေရာရောက်နေရပဲဖြစ်ပါတယ်ဗျအခုကဂုံးပေါ်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဘူတုဒအနေနဲ့တင်ဆက်ပေးလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်ဗျကျက်သားနေမှာဖရားနောက်ပြီးတော့ကြစွာမင်းကအခုကလည်းတွေ့ကြည့်ဘယ်လောက်ဘကမှတော့မင်း50ရှိရင်အုံတော့အကောင်ဆုံးမင်းကိုပြောပါဆိုတော့ကြစွာမင်းပိဋကတော့မဟုတ်ဆိုတာစောင်းတွေအများကြီးပေါ့အဲ့ဒါတော့မှသူကတစ်ခါဖတ်လိုက်တာလို့ရတယ်တက်ကြီးရင်းတော့ပို့တက်ကြတယ်အဲ့မှာဟုတ်ကဲ့ကျွန်တော်2016ငလင်းတော့ဖိတ်ပြပါတော့အဲ့မှာအဲ့ဒီရောတက်ခုလာတော့အဲ့မှာဘယ်လိုလဲဆိုတော့သူ့ရဲ့တမိတော့တမင်ကြွတော့မင်းသမီးရတယ်အုံတော့ဖေးလူရဲ့အုံတော့ကောင်းသူကဘလူးကိုပို့ချတယ်ပိတ်ကတော့မဟုတ်ဘူးဆရာတော်ကြီးပို့ချသူ့ရဲ့တမိတော့ကနော်အဲ့မှာဆရာတော်ကြီးပို့ချတော့ဆရာတော်နဲ့အမျိုးသမီးနဲ့တယောက်နဲ့တယောက်ညနေ7နာရီဒီပိတ်ကတော့ပို့ချကြမသိတယ်ဘူးလေညနေ7နာရီအဲ့မှာဘာလုပ်လဲဆိုကလခါလေး꿰ပြီးတော့ပို့ချတယ်အဲ့မှာကြာစင်တမင်ကြောက်ဆိုမင်းသမီးသူ့ဖေရဲ့တန်တဲ့ကူတာစော်ကားခဲ့တဲ့နေရာလို့လည်းပြောလို့ရတယ်ပြတ်တက်ကြီးခေါ်ပြတ်ကရာဖရားရောက်တော့မှအမတို့ပြောတဲ့ညသေးလူကအခုရှိရဖရားသူကြီးနာလေးမှာမိုက်ပြောလေလက်မြကလေးပေါ့နေတန်းမိုးတန်းလေးတန်းကြောင်းလေစိတ်ဒီကျက်စင်မင်းကြီးကရှေ့တန်းစစ်မြေပြောသွားမှာဒါနောက်ဆုံးတိုက်ပွဲလို့လည်းပြောလို့ရပါတယ်ဒီခုတည်တဲ့နေရာကကြတော့အရှိအရက်နန်းတွင်းကအနောက်မှာတော့နန်းစစ်မြေပြောသွားတော့မှာစောကြတော့ထွက်လာကျက်စင်မင်းကဒီနားလေးရောက်တော့သူကဇုံရက်တယ်သူကဆူတောင်းလိုက်တယ်ဒီစစ်ပွဲကိုအောင်နိုင်ခဲ့ပါကသူကဖျားတက်မယ်သူ့ရဲ့စံသားတွေလူအင်ဆလာတလုံးတဝါနဲ့ပြည့်မယ်ပေါ့သူကဆူတောင်းပြီးရှေ့ရန်စစ်မြေပြောသွားတယ်သွားတဲ့အချိန်မှာအောင်နိုင်ခဲ့တယ်အဲ့မှာသူဒီဖျားကိုတည်ရဲ့ရွယ်ချက်ကဘလူးရွယ်ချက်နဲ့သူတက်လာတယ်သူတောင်းမှပဲဆူတောင်းခဲ့လို့သူပြေးသွားခဲ့တယ်ခုနှစ်သမီးခုနှစ်သားလဲသူလိုပဲလိုအင်ဆန္ဒလေးတဝုံတဝါတဲ့ပြည့်အောင်ဆိုပြီးတော့လူတော်ပြည့်တည်တယ်နောက်ပြီးတော့ဒီဖျားကဗကမာရှိရဲ့ဖျားရင်းနဲ့မတူ6လ9ရက်9နာရီ9မိနစ်9စက္ကန့်အပြီးတည်ခဲ့တဲ့ဖျားပါအဲကြောင့်လဲအမားတို့စိတ်ကနှစ်ပြီးတော့ကိုယ့်ရဲ့စိတ်တွေပေါ့နော်ကိုလိုတဲ့စုကိုအမောင်စိတ်နှစ်ပြီးဆူတောင်းပေးပါအမတို့ဟောဘန်ကတ်မှာတော့အမဒီထက်မှလည်းထိုးလို့ရတယ်နော်အဲ့တော့ရှေ့မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကအဓိကပါပဲနော်အမတို့ဟောဒါမှတော့မဖျားပဲဒါမှအခုကျွန်တော်တို့ရင်းနှောင်းရှိတာက4446စုထဲမှာတော့ပါတယ်အခုကျတော့3820ဆိုရဲကြတော့သူမပါတော့ဘာလို့လဲဆိုတော့ကျတော့ပြန်လဲမပြုတ်ပြင်လို့လေဒီတိုင်းထားတယ်ဒါဒီသူ့ရဲ့တမိုင်းကိုလည်းကျွန်တော်ရှာလို့မတွေ့ရှိဘူးဒီဖျားဘာလို့လဲဆိုတော့နှစ်ပေါင်းကကြာတော့အခုတွက်ကြည့်တော့ဖျားအကြီးကနေမှအဲ့လိုပြိုးသွားတာသူကနှစ်တရာဆိုရင်တပေလားနှစ်ပေလားနှစ်သွားတာအဲ့ကြောင့်လဲအန္တရာယ်ထဲမှာရှိရလေအောက်ခံဖောင်ဒေးရှင်းသူကနှစ်သွားတာသူကနှစ်တရာဆိုအောက်ကိုနှစ်နေသွားတာပေါ့အဲ့လိုပြောလို့ရတယ်ထိုးနေခေါ်မယ်ဖျားလဲအဲ့လိုနှစ်ပေါင်းကြာတော့သူလည်းနေသွားတာပဲပျက်စီးသွားတော့တစ်ပြေကြာတော့လေဒီပါတိုင်းနဲ့တချို့ဖျားတွေဆိုရင်မှဒီလိုကုန်းကြီးပဲဘကမှဒီလိုကုန်းတွေ့မပါနဲ့ဖျားရှိတယ်အဲ့လို600လောက်ကပျောက်သွားတာပေါ့ဒီအေယော်မြစ်ထက်မှာလုံဆုံးပေါအောင်မှာရဲ့50အစု50ပဲထားပါကျန်တာတွေကဒီမှာအများကြီးကျန်သေးတယ်600လောက်ကကွာသွားတာပေါ့မတတ်ဘူးလေ